တိမ်ကျမ်းမာဖို့အချက်၅ချက်အမျိုးသမီးတွေအမြဲတမ်းပြလာပါဖို့တိမ်ကျမ်းမာရေးကအရန်ကိုရေးကြည့်တဲ့ချက်ဖြစ်ပါတယ်ဒီနေ့မှာတော့ချက်ရတဲ့အမျိုးသမီးတွေအတွက်တိမ်ကျမ်းမာစေဖို့သတိထားရမယ့်အချက်၅ချက်ကိုမျှဝေပေးသွားပါမယ်နံပါတ်1အချက်ကတော့စီးဝါးစနစ်ပါတိမ်ဆိုတာအရှိတ်ဘက်မှာစီးအိမ်နောက်ဘက်မှာဝင်းအိမ်တွေနဲ့နိကစာတရှိတာဖြစ်တဲ့အတွက်တိမ်မှာပြဿနာတစ်ခုခုရှိတာတွေတိမ်ရဲ့ပုံစံမှန်တဲ့အနေအထားတွေမှာဆိုရင်စီးသွားတဲ့စနစ်တွေပြောင်းလာတာဝင်းသွားတဲ့စနစ်တွေပြောင်းလာတဲ့အနေအထားတွေကိုတွေ့ရတတ်ပါတယ်ဒါကြောင့်ချစ်ရတဲ့မျိုးသမီးတွေနဲ့ကိုယ်မှစီးသွားတဲ့စနစ်ဝင်သွားတဲ့စနစ်တွေပြောင်းလာခဲ့မယ်ဆိုရင်သတိထားပေးရမှာဖြစ်ပြီးဝင်မချုပ်အောင်ယူဆိုင်တာတွေစီးဖို့စီးချင်းစီးအောင်လည်းဖြစ်အောင်စီးဖို့ဝင်တာလည်းဖြစ်အောင်ယူဆိုင်ပေးဖို့လိုအပ်ပါတယ်နံပါတ်2အချက်ကတော့စိတ်ဖြည်သီးမှုပါတိမ်ကျမ်းမာရေးကောင်းမှုဆိုရင်ဟော်မုန်းတွေက balance ဖြစ်နေဖို့လိုအပ်ပါတယ်စိတ်ဖြည်သီးမှုများတဲ့အမျိုးသမီးတွေမှာဆိုရင်ဟော်မုန်းမညီမျှမှုတွေဖြစ်စေပြီးတော့တိမ်ကျမ်းမာရေးကိုထိခိုက်စေနိုင်တာဖြစ်တဲ့အတွက်စိတ်ဖြည်သီးမှုလျှော့ချတာတွေစိတ်ဖြည်သီးမှုဖြစ်အောင်ယူဆိုင်တာတွေကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်နံပါတ်3အချက်ကတော့အရေးဝအောင်အိပ်ဆက်ခြင်းပါအရေးဝအောင်အိပ်ဆက်ခြင်းအပြင်ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကိုပုံမှန်ဖြစ်စေပြီးတော့တိမ်ကိုလည်းအားကောင်းကျန်းမာစေပါတယ်နံပါတ်4အချက်ကတော့အာဟာရပြည့်ဝအောင်စားသုံးပေးရမှာပါအာဟာရပြည့်ဝအောင်စားသုံးခြင်းအပြင်ခန္ဓာကိုယ်ရဲ့ကိုယ်ခန္ဓာတွေကောင်းစေပြီးတော့တိမ်ရဲ့ကျန်းမာရေးကိုလည်းကောင်းမွန်စေတာဖြစ်တဲ့အတွက်အာဟာရပြည့်ဝအောင်စားသုံးပေးတာတွေအသီးရွက်အသီးနှံတွေတတိဝလံတွေနဲ့သားငါးတွေကိုမျှတတာစားသုံးပေးဖို့လိုအပ်ပါတယ်နံပါတ်5အချက်ကတော့ရေများများတောက်ပေးရမှာပါခန္ဓာကိုယ်ထဲမှာရှိတဲ့အဆိပ်ဓာတ်တွေရှင်းလင်းဖို့နဲ့မင်းကိုယ်မှာဘက်တီးရီးယားပိုးတွေဝင်ရောက်ဖို့စီးပိုးဝင်တာတွေကာကွယ်ဖို့အတွက်အမျိုးသမီးတွေအနေနဲ့ရေများများတောက်ပေးဖို့လိုအပ်ပါတယ်ရေများများတောက်ပေးခြင်းအပြင်စီးဝါးစနစ်ကိုလည်းပုံမှန်ဖြစ်စေပါတယ်နော်အမျိုးသမီးကျန်းမာလှပဆိုင်ရာတွေကိုမျှဝေပေးမှာမို့အေးအကောင်လေးကိုပေါင်းလေးနှိမ့်တယ်လေးပေးပြီးရှယ်သွားပြပါအောင်နော်သိစင်တာတွေရှိရင်လည်းကွန်မန့်မှာမိုက်ခဲ့ပေးနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်